လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကမန္တလေးကနေမိုင်ပေါင်းများစွာဝေးကွာတဲ့ဓညဝတီမြေကနေခရီးနှင်ပင့်ဆောင်လာခဲ့ပြီးတမိုင်းအစဉ်လာရှိခဲ့တဲ့မဟာမြတ်မုနီဗုဒ္ဓရုပ်ပွားရှင်တော်မြတ်ကြီးကိန်းဝတ်စံပေတော်မူရာဒီနေရာဟာဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့အထွတ်မြတ်ထားရာတစ်ခုသက်သက်တော့မဟုတ်ပါဘူးရှေးနှစ်ပေါင်းများစွာကလေးကဖြစ်တည်လာတဲ့မြန်မာလူမျိုးတွေရဲ့တရားမြမရိုးရာလက်မှုအမှုပညာတွေနဲ့တန်ဖိုးမဖြတ်နိုင်တဲ့သမိုင်းကြောင်းတွေကိုတစုတဝေးတဲ့တွေ့မြင်နိုင်တဲ့မန္တလေးရဲ့အသက်ဝင်နေတဲ့သမိုင်းပုံရိပ်တွေကအထင်ရှားဆုံးပြကိုတစ်ခုပဲဖြစ်ပါတယ်။မဟာမြတ်မုနီလို့ပြောလိုက်ရင်ရွှေအစင်းပြည့်နဲ့ဖျားဆင်းလူတော်ကြီးလို့ပြင်းမြင်မိနိုင်ကြပြီမဲ့ဒါရီဟာရုပ်ပွားဆင်းလူတော်ကြီးစတင်သုံးလုံးခါစားတော့ကပုံစံမဟုတ်ပါဘူးတကယ်တော့ဒါဟာမြန်မာလူမျိုးတွေရဲ့တရားကနေဖြစ်တည်လာတဲ့6လက်မကျော်ရွှေသားတို့ကြီးနဲ့လွှမ်းခြုံထားတဲ့ရွှေလွှာစစ်တွေပါအားလွှာလာတဲ့ရွှေမြက်ပါခတ်ထားတဲ့ရွှေဆိုင်လေးတွေကိုတလွှာချင်းကပ်ပြီးလူဒန်းကြရာကနေအခုလိုဒူးတဲ့ကြီးမားတဲ့ရွှေသင်္ကန်းကြီးနဲ့ကြီးညိုစရာဖြစ်ပေါ်လာတာပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကအနည်းနဲ့အရရက်ကဗုဒ္ဓဘာသာဝင်တွေဟာဒီလိုနေ့စဉ်ကတ်လူပူဇော်ကြပြီးဒီတရားတွေကြောင့်ပဲရုပ်ပွားတော်ကြီးဟာတနေ့တခြားပုံမဒူးတဲ့ကြီးမားလာတာပါရွှေတုံးခဲကနေပြီးတော့နန်းဆွဲပြီးတော့ရလာတယ်ရလာအမတို့ရွှေလက်လို့ခေါ်တာပေါ့နော်ရွှေလက်အသွယ်လေးတွေပေါ့ဒါဥမာအမတို့ကိုလိုချင်တယ်ရွှေရည်ကိုချိန်လိုက်တာလေ10ဘဲဆို10ဘဲ17ဘဲဆို17ဘဲပေါ့နော်ကိုယ့်ရဲ့လိုအပ်တာကိုချိန်ပြီးတော့ကိုလိုချင်တဲ့ဒီလိုမျိုးပုံစံလေးတွေရအောင်ပြန်ပြီးအရင်ဆုံးကြိုက်လိုက်ကက်ကြီးလေးနဲ့ပေါ့နော်ကိုကြိုက်နေတာကက်ကြီးလေးနဲ့ကြိုက်လိုက်တော့ဒါကိုလိုချင်တဲ့အလုံးအနေထားပေါ့နော်လေဟုတ်ဒီမှာဒီလိုလေးအလုံးအနေထားလေးရလေဟုတ်ကဲ့ရှင်ဒီ6တုံးနဲ့ကိုတခြားဖြစ်တာနော်ဒီရွှေသင်္ကန်းကြီးဖြစ်တည်လာဖို့အတွက်ဖျားရင်ပြင်ရဲ့အဝေးတနေရာမှာတော့စီးကြတူတန်းတွေဟာပဲ့တင်ထက်နေပါတယ်ဒါစက်ကရိယာတွေရဲ့အကူအညီမပါပဲလူသားတွေရဲ့လှုပ်အားနဲ့စိတ်ရှည်တီးခံမှုတွေကိုပေါင်းစပ်ပြီးဖန်တီးနေတဲ့မြမရိုးရာရွှေမြက်ပါကတ်ခြင်းအမှုပညာပါဟုတ်ပါဘူး။ဒါကမှသူတို့စထူလာမလဲသေးဘူး။ဒီထဲမှာကျတော့အရွက်ရည်ဘယ်လောက်ရှိလဲ။အရွက်ရည်1900ရှိတယ်ဟုတ်တယ်။ရွက်ရည်1900စက်ကူရွက်ရည်1900ရှိတယ်ဟုတ်တယ်ဟုတ်တယ်။ဒါတို့တခြားစီးနောင်ပြီးတော့မှရတယ်။ဟုတ်တယ်စီးနောင်ပြီးတော့မှရတယ်။တစ်သားတူတွေနဲ့ရွှေကိုစက်ကူထပ်ပါသွားအောင်ထူရိုက်နေတဲ့ဒီအတန်တွေဟာမန္တလေးရဲ့နှလုံးခုန်တန်ကိုဖြစ်တယ်လို့တစ်ဖက်မှာလည်းခုနကရုပ်ရှင်တော်မြတ်ကြီးစီမှာကျွန်တော်တို့တွေ့ခဲ့တဲ့ကြီးမားတဲ့တရားတွေကိုထောက်ပံ့နေတဲ့အမှုပညာမြစ်ဖြာခံရလဲဖြစ်ပါတယ်။အေးဆက်ရွှေတုံးလေးတွေကနေဖျားဖူးတွေရဲ့လက်ထဲကနေစင်ကိုလုံးတော်ပေါ်မှာနှွေးထွေးတဲ့တရားတွေအဖြစ်အသွင်ပြောင်းသွားဖို့ဒီလက်မှုပညာရှင်တွေကအချိန်နဲ့ရင်းပြီးဖန်တီးပေးနေကြတာပါ။ခက်လောက်လိုက်တဲ့အချိန်မှာပါလာသွားတယ်။စတင်ပါမှာစတင်ပါလာတာဖြစ်တဲ့အတွက်ပါလို့ရှိရင်ဒီထဲမှာနစ်ဝင်ပြီးတော့ပေါ့နော်အဲ့မှာကတ်နေမှာဒီစက်ကူမှာကတ်နေမှာမကအောင်ဒီကတ်ကူလည်းကြောက်တော့နေတုံးပြရတယ်အဲ့လိုတုံးပြပြီးတော့ဒါကစားတင်လိုက်တင်ပြီးခဏကမှောင်လို့ထုတ်လိုက်တယ်ခုရင်ဒီထဲကိုပြန်ဒီထဲကိုလည်းအဲ့လိုပဲဒီထဲထည့်မဲ့ချိန်မှာဒီစက်ကူကိုအရင်ဆုံးဒီလိုမျိုးမြေထွင်းရထွင်းရမြေပို့ရဟုတ်အလုံးယုံထဲမှာနိုင်ပေါင်းများစွာတူနဲ့ထုရိုက်လို့ထွက်ပေါ်လာတဲ့ဒီပါလွှလွန်လာတဲ့ရွှေမြက်ပါလေးတွေကိုဝါစက်ကူအနီလေးတွေကြားထဲမှာစနစ်တကျပြန်လဲထည့်သွင်းကြပါတယ်စက်ကူတလွာရွှေတလွာနဲ့ဒီလိုရွှေဆိုင်လေးတွေအဖြစ်အသွင်ပြောင်းသွားတဲ့အခါမှာတော့သူတို့ဟာအမှုပညာရှင်တွေရဲ့လက်ထဲကနေတရားရှိသူတွေရဲ့လက်ထဲကိုကူးပြောင်းမှုအစဉ်သင်းဖြစ်သွားပါပြီကြောင့်မဟာမြတ်မုနီရုပ်ပွားရှင်တော်မြတ်ကြီးစီမှာကျွန်တော်တို့မြင်တွေ့နေရတဲ့ရွှေအစင်းဆိုတာရွှေရဲ့အယောင်သက်သက်တင်မဟုတ်ပါဘူးအမှုပညာရှင်တွေရဲ့အစွမ်းကုန်စိုက်ထုတ်ထားတဲ့လောက်အားဖျားဖူးတွေရဲ့တလွာချင်းကတ်လူခဲ့တဲ့ဆုတောင်းတန်တွေနဲ့မြမယဉ်ကျေးမှုရဲ့ခိုင်မာတဲ့အမြင့်တွယ်မှုတွေကိုပေါင်းစပ်ထားတဲ့အသက်ဝင်နေတဲ့သမိုင်းကြောင်းတစ်ခုပဲဖြစ်ပါတော့တယ်